အာနာသိန်းစစ်တပ်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်အကျဉ်းထောင်ကနေသတ်မှတ်ထားတဲ့နေအိမ်မှာပြစ်ဒဏ်တွေဆက်လက်ကြားခံစေဖို့ပြောင်းလဲသတ်မှတ်လိုက်တာဟာနေအိမ်အကျယ်ချုပ်ထားတာမဟုတ်ပဲဘယ်သူမှမသိတဲ့နေရာမှာဆက်လက်ချုံနှောင်ထားတာဖြစ်တယ်လို့ NLD သတင်းရင်းမြစ်တူကပြောပါတယ်။စစ်တပ်ကဧပြီ30ရက်နေ့ကစုံလပြည့်နေ့ဗုဒ္ဓနေ့မှာပြစ်ဒဏ်လွန်ငင်းခွင့်နဲ့တပ်သားခွင့်တွေပေးခဲ့တယ်လို့ကြေညာခဲ့တယ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်လို့လည်းသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကနေပြည်တော်အကျဉ်းထောင်မှာပြစ်ဒဏ်ကြားခံနေတဲ့ဒေါ်ဆန်းစုကြည်ကိုကြားခံဖို့ကြံရှိတဲ့ပြစ်ဒဏ်တွေကိုသတ်မှတ်ထားတဲ့နေရာမှာဆက်လက်ကြားခံစေဖို့ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ဧပြီ30ရက်နေ့ည8:00နာရီသတင်းမှာကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့အဲ့ဒီပြောင်းလဲသတ်မှတ်တယ်ဆိုတာဟာ1990ကျော်နဲ့2000ခုနှစ်တွေတုန်းကဒေါ်ဆန်းစုကြည်ကိုနေအကျယ်ချုပ်ထားတဲ့ပုံစံမျိုးမဟုတ်ပဲစစ်တပ်သားတည်ရှိတဲ့နေရာမှာဆက်လက်ချုံနှောင်ထားတာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းရင်းမြစ်တူကပြောပါတယ်။နိုင်ငံရေးလိလာစောင့်ကြည့်သူတူကလည်းအရင်ခေတ်ကနေအကျယ်ချုပ်ထားတာမှာဒေါ်ဆန်းစုကြည်ကသူ့အိမ်မှာကိုပိုင်ဆရာဝန်အမှုကိစ္စတွေရှိတယ်ဆိုရင်လည်းရှင်းနေအဖွဲ့တွေဝင်ထွက်လို့ရခဲ့ကြောင်းအခုနေအိမ်အကျယ်ချုပ်လို့ပြောလို့မရပဲအိမ်တအိမ်ကိုပြောင်းလဲအကျဉ်းချတာဖြစ်တယ်လို့ပြောထားပါတယ်။စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာတော့အနှဲငယ်ပိန်ပြီးပြုံးနေတဲ့ဒေါ်ဆန်းစုကြည်ရဲ့ဓာတ်ပုံတစ်ပုံကိုလည်းဖော်ပြထားပါတယ်။အဲ့ဒီဓာတ်ပုံဟာဘယ်အချိန်ကာလကရိုက်ထားသလဲဆိုတာကိုတော့အတိအကျမသိရပါဘူး။အာဏာသိမ်းစစ်တပ်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုအကျဉ်းထောင်ကနေရွှေ့ပြောင်းခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့တဲ့အပေါ်မှာဒေါ်ဆန်းစုကြည်ရဲ့သားငယ်ကိုထင်လင်းကော Kim Aris ကမိခင်ဖြစ်သူအသက်ရှင်နေကြောင်းအတည်ပြုနိုင်တဲ့သက်သေပြချက်ပေးဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်။ဒေါ်ဆန်းစုကြည်ကိုအခုလိုရွှေ့ပြောင်းတာကလွတ်ပေးတာမဟုတ်တယ်လို့ထောင်ဒဏ်လျှော့ပေါ်တာနဲ့မသိနိုင်တဲ့နေရာတစ်ခုကိုရွှေ့ပြောင်းတာဟာအခြေအနေကိုမပြောင်းလဲစေဘူးလို့သူကဆိုပါတယ်။သူ့ရဲ့မိခင်ဒေါ်ဆန်းစုကြည်ဟာအခုထိတစားကန်အဖြစ်ဖမ်းဆီးထိန်းသိမ်းခံနေရပြီးပြင်ပကမ္ဘာနဲ့အဆက်အသွယ်ပြတ်တောက်နေစေဖြစ်ကသားတယောက်အနေနဲ့ဘာသတင်းအချက်လက်မှမရရှိသေးဘူးလို့သူကဆက်ပြီးပြောပါတယ်။ကိုထင်လင်းကတော့သူ့ရဲ့တောင်းဆိုချက်ကရိုးရှင်းကြောင်းသူမိခင်အသက်ရှင်နေကြောင်းအတည်ပြုနိုင်တဲ့အချက်လက်ဆက်သွယ်နိုင်ခွင့်နဲ့လွတ်မြောက်ရေးတို့ဖြစ်ကြောင်းမနေ့ညပိုင်းကရေးသားတောင်းဆိုထားပါတယ်။အာဆီယံနဲ့ကုလသမဂ္ဂကဒီမိုကရေစီနည်းကျမြန်မာပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံကောင်းဆောင်ဖြစ်သူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုပြန်လွှတ်ပေးဖို့အာဏာသိမ်းစစ်တပ်ကိုတောင်းဆိုထားကြပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်းမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါ်ဆန်းစုကြည်ဟာတရုတ်ရဲ့မိတ်ဆွေဟောင်းဖြစ်ပြီးသူမရဲ့အခြေအနေကိုလျှလျူရှုမထားဘူးလို့ပြောပါတယ်။စစ်တပ်လွှတ်တော်စစ်တပ်စိတ်တိုင်းကျရွေးချယ်ထားတဲ့အစိုးရတွေကိုစုဖွဲ့ထားပေမဲ့တရုတ်ရုရှားအပါအဝင်နိုင်ငံတချို့ကသာအတိမတ်ပြုပြီးအာဆီယံကတော့အတိမတ်မပြုတဲ့အခြေအနေမှာလူထုခေါင်းဆောင်ကိုကစားပြီးဖိအားလျှော့ချဖို့နိုင်ငံတကာအတိမတ်ပြုဖို့ရရှိဖို့အတွက်အခုလိုနေရာပြောင်းထားကြောင်းကြေညာတာဖြစ်တယ်လို့နိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။